မွေးဖွားခဲ့စဉ်ချိန်ခါပူပင်ကြောင်ချမရှိပဲရာရာပြီးပြေဆုံးခဲ့ဝါအကျွေးမဲ့မြတ်တာချင်နာထောင်ရာပိတ်ဆိုခဲ့မေရဲ့ရင်တွင်ရေရဝဲကြည်ပြင်းခဲ့အတိညာနဲ့စိတ်ဓာတ်ကိုအာမကပညာနဲ့ရင်ချဲလူလာမြောက်စေခဲ့အိုမေရဲ့အချိန်ချင်းမှရင်ဘူးသမျှမေ့ကြည့်စီခဲ့နာကျင်စီခဲ့လုံးအိမ်တဲ့အိုမေရဲ့ကကြမတိုင်းဝဲများဆုံးမှာကျွန်တော်ဒီတရားနဲ့တစ်ဖက်ပြန်လဲပေးမခွင့်များပေးပါရှောက်ကမှမြင်မှန်ရရှိခဲ့သလားငါဘဝမှာအကျိုးစားရုံကရင်သာအောင်မြင်ခြင်းများဆိုယူရဲ့မေရဲ့ပြုံးများဖန်တီးနိုင်ဖို့တိုင်းပွဲများဆုံးမှာကျွန်တော်ဒီရနဲ့ပတ်ပြန်လဲပေးမခွင့်များပေးပါမယ်အချိန်ချင်းမှရင်ဘူးသမျှအမေကြီးစီခဲ့နာကျင်စီခဲ့လုံးအိမ်တဲ့ကျွန်မနိုင်ပွဲ